ခမောတစ်ချက်လောက်မေးကြည့်မယ်နော်ခမောနာမည်ကိုယ်ပိုင်နံပါတ်ပြီးတော့မင်းခင်တန်ရဲ့အမည်ကိုတစ်ချက်လောက်ပြောပါဟုတ်ကဲ့ကျွန်တော်အမှတ်ဆန်ကစစ်စင်ကိုယ်ကမှုထားရကြဟုတ်အမှတ်350နဲ့ချီမန်တန်ရဲ့ကိုယ်ပိုင်အမှတ်တောင်းမှု2183နဲ့တက်ကြအောင်ပါခင်ဒါနဲ့ခမောအခုလိုတက်တော်စီမှာဘာကြောင့်ဖမ်းဆီးခံရတာလဲဟုတ်ကဲ့ကျွန်တော်တို့သမောလှရွာအနောက်တောင်ကျောမှာတက်တော်နဲ့ကျွန်တော်တို့နဲ့တိုက်ပွဲဖြစ်ပါတယ်ကျွန်တော်ဘက်ကလူရင်းကတားနေပြီးတော့မှတက်တော်ကများတယ်ရဲဘော်တွေရဲ့တိုက်ခိုက်လဲညံ့တဲ့အတွက်ကြောင့်ကျွန်တော်အခန်းစီးခံထားရတာခင်ဗျဒါနဲ့ခမောတို့အခုလိုတန်ရတွေဘာကြောင့်ရတော့တာလဲဟုတ်ကဲ့23ရက်6လ2022ယနေ့ညပါ17နာရီထိုးမှာကျွန်တော်တို့တက်တော်ကထိမ့်သိမ်းထားတဲ့စခန်းတနေရာကိုမြန်မာတက်မတော်ကနေပြီးတော့ချက်ဖိုက်တာ3စီးနဲ့လာရောက်ပြီးဘုံကျဲတဲ့အတွက်ကြောင့်ကျွန်တော်တို့အခုလိုဒဏ်ရတာပါခင်ဗျညဆိုလို့ရှိရင်လဲတသားစိုးကြော်ဆိုလို့ရှိရင်ဘိုက်ပွင့်ပြီးတော့မှဦးတွေထွက်ပြီးချက်ချင်းပွဲချင်းပြီးတေဆုံးသွားပါတယ်ခင်ဗျဒီကြားတဲ့တရက်နေ့မှာလဲစေးကူးသားမှုခက်ကလေးနဲ့ရှိတဲ့အတွက်ကြောင့်စေးမလိုက်နိုင်တဲ့အတွက်ကြောင့်ရဲဘော်တွေထပ်ပြီးတေဆုံးတာရှိပါတယ်ခင်ဗျဒါနဲ့အခုခမောတို့ဒဏ်ရပြင်းတဲ့အတွက်စေဝါကောက်မကူတာဖို့အတွက်တက်တွေကလူကြီးတွေကခမောတို့မြန်မာတက်မတော်ကအကြီးကေးတွေကိုခမောတို့ကိုလွှဲပြုတ်ပေးဖို့ကန့်လန့်ခဲ့တယ်ဒါနဲ့အခုချိန်ထိပြန်လေလက်ခံဖြေကြတာတော့မရှိသေးဘူးကိစ္စနဲ့ပတ်သက်ပြီးခမောတို့မြန်မာတက်မတော်ကအကြီးကေးတွေကိုဘာတွေများတင်ပြရှင်တယ်လေဒီကနေပြီးတော့ဟုတ်ကဲ့ခင်ဗျာကျွန်တော်ဆိုလို့ရှိရင်နှစ်ပေါင်း20နဲ့နှစ်ရှိပါတယ်မြန်မာတက်မတော်မှာတာဝန်ကျင်းနဲ့ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့ပါတယ်တခုမှမကိုမကပ်ပဲနဲ့သစ္စာရှိနေဒါတော့မှအခုလိုဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့တစ်ချက်တောင်ပြန်လှည့်မကြည့်တဲ့အတွက်ကြောင့်ကျွန်တော်စိတ်မကောင်းဖြစ်ရပါတယ်ခင်ဗျာအားလဲအားငယ်ပါတယ်ဝမ်းလဲဝမ်းနေပါတယ်ဗျာဒါနဲ့ခမောနဲ့အတူမြန်မာတက်မတော်မှာထမ်းဆောင်ခဲ့တဲ့တငယ်ချင်းရေးဖော်ရေးဖက်တွေကိုဗာများမှာရှင်သေးလေဟုတ်ကဲ့ကျွန်တော်တို့ဆိုလို့ရှိရင်အခုဖြစ်နေတဲ့ပုံစံကိုကြည့်ပြီးတော့မှပြည်သူလူထုကလက်ခံနိုင်တဲ့အမှန်တရားတစ်ခုကိုရှာဖွေသင့်ပါပြီလို့ရှာဖွေသင့်နေပါပြီဆိုတာကိုကျွန်တော်မှားချင်ပါတယ်ခင်ဗျာဒီနားကနေခမောတို့မိန်းသားစုတွေကိုရောဘာတွေများမှာရှင်သေးတာလဲဟုတ်ကဲ့ခင်ဗျာမြန်မာတက်မတော်ကကျွန်တော်တို့စေကူတောက်ကွန်မပေးရင်လဲတက်တော်အတက်နိုင်ဆုံးကျွန်တော်တို့ရှိတဲ့စေဝါလေးနဲ့ပြုစုစောင့်ရှောက်ပေးနေတယ်ကောင်းတဲ့တနေ့ကျရင်မိသားစုစီပြန်လာပါမယ်လို့ကျွန်တော်ဒါလေးတခုပြောချင်ပါတယ်